ကြားရင်လည်းဗျာကဲအခုကြီးပဲဆိုပြီနော်စမယ်မွန်ပြည်နယ်တပည့်စီရုံဝင်ပြည်နယ်ဝင်းမိုးပြည်နယ်ဆန်းမိုးမွန်ပြည်နယ်ကိုကမောင်တို့ရဲ့ပွဲသမီးလေးအခုမှညီကိုလေးပြန်ဆုံးလို့ပြည်နယ်ဝင်းဝဲတားရင်ကျိုးစားလိုက်တာဟေးငါနောင်ရောက်ဆိုပါလားစနေတခါမှမဆိုပါဘူးကိုကြီး